Mobile Legends မှာ 120 FPS တနည်းအားဖြင့်ဆိုလို့ရှိရင် Ultra Setting ပွင့်ဖို့အတွက်ဘာတွေလိုအပ်မလဲကိုဖုန်းမှာက120 Hz display ပါရုံနဲ့ရပြီလားဒါမှမဟုတ်လို့ရှိရင်လည်း SoC မြင့်တဲ့ဖုန်းဝယ်ထားရုံနဲ့ Ultra Setting ကပွင့်ပြီလားလို့မေးစရာရှိတယ်တကယ်ကတော့ SoC မြင့်ရုံနဲ့120 Hz display ပါရုံနေနဲ့ Ultra Setting ကမပွင့်ဘူးဒါ software support နဲ့အများကြီးဆိုင်တယ်ဒီအကြောင်းနောက်ပိုင်းမှာအသေးစိတ်ဆက်ပြောပြမယ် Okay ဆိုတော့အရင်ဆုံး120 Hz နဲ့120 FPS နဲ့ကမတူဘူးဆိုတဲ့အကြောင်းအရင်ဆုံးစပြောဖို့လိုလိမ့်မယ်120 Hz ဆိုတာကကိုယ့်ရဲ့ဖုန်း display မှာတစ်စက္ကန့်ပုံမောင်းဘယ်နှပုံထိပြပေးနိုင်လဲအများဆုံးဘယ်နှပုံထိပြပေးနိုင်လဲဆိုတာကိုတိုင်းတာအရင်ခက်တော့ဆိုရင်တော့ရိုးရိုးရှင်းရှင်းပဲဖုန်းတိုင်းက60 Hz တစ်စက္ကန့်မှာပုံမောင်း60ထိပြပေးနိုင်တယ်ဒါပေမဲ့အခုခက်မှာကတော့ဖုန်းတော်တော်များများက120 Hz display နဲ့လာနေပြီဒါဆိုလို့ရှိရင်120 Hz ကဘာလဲဆိုတာသိပြီဆိုရင်120 FPS ကဘာလဲဆိုတာပြောဖို့လိုမယ်ဒါကျွန်တော်တို့ Mobile Legends အခေါ်အဝေါ်နဲ့ပဲပြောမယ်ဆိုလို့ရှိရင် Ultra ဆိုတာက120 FPS ကိုခေါ်တယ် Super ဆိုလို့ရှိရင်ကျတော့ဒါ90 FPS ကိုခေါ်တယ် Mobile Legends ကဒါရိုးရိုးရှင်းရှင်းပဲ120တို့90တို့မရေးပဲနဲ့သူကဒါအခေါ်အဝေါ်လေးတွေပေါ့လေ Super တို့ Ultra တို့ High တို့ low တို့ medium တို့ဒါမျိုးတွေနဲ့ရေးထားတာဒါကတူတူပဲ120တို့90တို့စကားလုံးပြောင်းသုံးထားတာကိုပဲပြောချင်တာဆိုတော့ဒီနေရာမှာအဓိကပြောစရာရှိတာကကိုယ့်ဖုန်းက120 Hz display ပါပေမဲ့ဒါခုနပြောတော့ပဲ Ultra setting နဲ့ Super setting တွေကမပွင့်ဘူးဆိုတာကိုလူတော်တော်များများကြုံကြလိမ့်မယ်ဒါဆိုလို့ရှိရင်ဘာလို့ဖြစ်တာလဲဆိုတော့အဓိကအချက်နှစ်ချက်ရှိတယ်ပထမဆုံးအချက်ကကြတော့ကိုယ့်ဖုန်းရဲ့ SoC နဲ့ဆိုင်တယ်ဒုတိယတစ်ချက်ကကြတော့ခုနကပြောခဲ့သလိုပဲ software support နဲ့အများကြီးဆိုင်တယ်ပထမဆုံး SoC ကတော့အထွေထွေရှင်းပြစရာမလို SoC မြင့်တယ်ဆိုလို့ရှိရင်ခုနကပြောသလို setting တွေပွင့်လာလိမ့်မယ်ဒါကျွန်တော်တို့ Snapdragon 8 Elite တို့ဘာလို့ဒီလိုကောင်းနေလဲ Dimensity 9000 series တွေဒီလိုကောင်းနေဆိုလို့ရှိရင်တော့မျက်စိပိတ်ပြီးတော့ဒါ Ultra setting တွေပွင့်လိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်လည်း Snapdragon 7 Gen series တို့ Dimensity က8000 series တို့ဒါတွေဆိုလို့ရှိရင်တော့ပွင့်ကောင်းပွင့်ဖို့များတယ်ဒါပေမဲ့ Helio G series တို့ဘာလို့ဆိုလို့ရှိရင်တော့ဒီလိုမျိုး Super Ultra တွေကမပွင့်ဖို့များတယ်အဓိကကတော့ SoC နှိမ်သွားတာဖြစ်တဲ့အတွက်ဒီလို setting အမြင့်တွေမပွင့်ဘူးလို့အကြံဉာဏ်ပြောထားလို့ရတယ်ဒါကပထမတစ်ချက်ဒုတိယတစ်ချက်ကဒါပိုအရေးကြီးတဲ့အချက် software support ဒါအောင်မြင်တာအောင်လို့ဥပမာတစ်ခုပေးရမယ်ဆိုလို့ရှိရင်ကိုက Samsung phone company လို့မျိုးလုံးနဲ့မြင်ကြည့်တာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Samsung S27 Ultra ဘာညာစမကလာပေါ့ထုတ်တော့မယ် Snapdragon 8 Elite ဖုန်းကြီးထုတ်မယ်ဒီ SoC တုံးထားတဲ့ဖုန်းကြီးထုတ်မယ်ဒါပေမဲ့ software support မရလို့ရှိရင်ဒီဖုန်းက Ultra setting မပွင့်အောင်ဒါကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတော့ဒီလိုမျိုးဖုန်းတစ်လုံးအသစ်ထုတ်တော့မယ်ဆိုလို့ရှိရင် Samsung ကုမ္ပဏီက sample unit ဒါစံတက်တဲ့ unit တစ်ခုက Mobile Legends ကိုအရင်ဆုံးဖုန်းမထုတ်ခင်မှာပို့ရတယ် Mobile Legends မှာရှိနေတဲ့ developer တွေ tester တွေ engineer တွေကဒီဖုန်းကိုသူတို့တွေက120 FPS တနည်းအားဖြင့် Ultra setting မှာထားပြီးတော့ဆော့လို့အဆင်ပြေမပြေစမ်းသက်တယ်စမ်းသက်တာလည်းတမန်ကရှန်က setting လေးဖွင့်အောင်နဲ့စမ်းသက်တာမျိုးမဟုတ်ဘူး120 fps ultra setting ထားလိုက်လို့ရှင်ဒီဖုန်းကဘယ်လောက်ထိပူလာလဲရေးရှိမှခံနိုင်လား frame rate တွေကျလားဖုန်းကထက်လား battery စားလားဘယ်လိုမျိုးတွေဖြစ်လဲဘယ်လောက်ထိခံနိုင်လဲဆိုတော့သူတို့ကစမ်းသက်တာဒီလိုမျိုးစမ်းသက်တာရဲ့အစဉ်စဉ်အောင်မြင်ပြီးပြီဆိုတော့မှ okay ဒါဆိုလို့ရှိရင်တော့ Samsung ရဲ့ S27 Ultra ကUltra setting ဆော့လို့အဆင်ပြေတယ်ဆိုပြီးဒီ model နာမည်ကိုသူတို့ကတင်ထားလိုက်တယ်စင်ရင်လေးလောက်ထားလိုက်ဒီလိုမျိုးဖုန်း model တွေအကုန်လုံးကိုဖုန်းမျိုးဆိုင်အကုန်လုံးကိုသူတို့ကစမ်းသက်ပြီးမှစင်ရင်တစ်ခုပြုစုထားလိုက်တယ်အကြံပြအပြင် white list လေးလောက်ထားလို့ပြောလို့ရတယ်ဒါတွေကိုဖုန်းသုံးတဲ့လူတွေကသိလိုက်မှာမဟုတ်သူတို့ဖာသူတို့ Samsung ကလူတွေနဲ့ Mobile Legends ကလူတွေနဲ့အပြန်အလှန် collaborate တွေချိတ်ဆက်ပြီးတော့မှလုပ်ထားတာတုံးတဲ့လူတွေတခုမှသိလိုက်မှာမဟုတ်ဘူးကျွန်တော်တို့အတွက်ကကြတော့ကျွန်တော်တို့ကဖုန်းအသစ်ဝယ်လိုက်ပြီ Mobile Legends ကို download လုပ်လိုက်ပြီဆိုလို့ရှိရင်ဒီ game ကိုစဖွင့်လိုက်တဲ့အချိန်မှာဒီဖုန်းကဘယ်ဖုန်းလဲဘယ် model လဲဆိုတာကို Mobile Legends ကဆက်ဆေးလိုက်တယ်ခုနကစင်ရင်းလောက်ထားတဲ့စင်ရင်းထဲမှာပါတဲ့ဖုန်းလား Okay S27 ကစင်ရင်းထဲမှာ Ultra setting ထားဆော့လို့ရတဲ့စင်ရင်းထဲမှာပါတယ်ဒါဆိုလို့ရှိရင်ဒီကောင်ဒီ setting ဖွင့်မိမယ်ဒါမှမဟုတ်လို့ရှိရင်လည်းတခြားအနေဖုန်းတစ်လုံးဆိုရင်မဖြစ်ဘူးဒီကောင်က Ultra setting ထားဆော့လို့အဆင်မပြေဘူးဖုန်းထက်သွားလိမ့်မယ်ဒါဆိုလို့ရှိရင်ဒီကောင်က Ultra setting မဖွင့်ဘူး height လောက်ထိပဲထားမယ် super လောက်ထိပဲထားမယ်ဆိုပြီးတော့အလိုလိုဆုံးဖြတ်လိုက်တာကျွန်တော်တို့တွေကဒါတွေတစ်ခုမှသိလိုက်မှာမဟုတ်ဘူးကျွန်တော်တို့ setting တွေကိုဝင်ကြည့်လိုက်တဲ့ဆိုရင်ဘယ် setting ပွင့်တယ်မပွင့်ဘူးပဲကျွန်တော်တို့ကသတိထားမိတော့မှာအဲ့ဒါကြောင့်မို့လို့ပြန်ပြီးတော့ခြုံပြောလို့ရှိရင်ကိုယ့်ဖုန်းကဘယ်လောက်ထိပဲ SoC ကြံ software support မကောင်းလို့ရှိရင်ခုနပြောသလို Ultra setting မပွင့်ဘူးအကယ်၍ပွင့်မယ်ဆိုလို့ရှိရင်လည်းလားနဲ့ချီပြီးတော့စောင့်ရတတ်တယ်ခုနပြောသလိုပေါ့လေ sample unit ကိုဖုန်းမထွက်ခင်မှာကြိုတင် Mobile Legends ကိုမပို့ပေးထားဘူးအဲ့ဒါကြောင့်မို့လို့ Mobile Legends ကဒီဖုန်းကိုစောစောစီးစီးမစမ်းသပ်ထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ setting ပွင့်ရင်တော့မှပဲလားနဲ့ချီနှစ်နဲ့ချီပြီးတော့စောင့်ရတော့မှ setting ပွင့်လာတာမျိုးကြုံရတတ်တယ်တချို့ဖုန်းတွေအထူးသဖြင့်ဒါတရုတ် brand တွေဆိုလို့ရှိရင်ဒီလိုမျိုးတွေကြုံရတတ်တယ်ပေါ့လေဖုန်းထွက်ပြီးတော့မှလားနဲ့ချီပြီးတော့မှဒီ setting တွေပွင့်လာမျိုးကြုံရတတ်တယ်ပြီးတော့နောက်ထပ်ဖြစ်နိုင်ခြေရှိတာတစ်ခုကဖုန်းနှလုံးက SoC စင်တူသုံးထားရဆိုပါတော့
ဒါပေမဲ့ဖုန်းတစ်လုံးကခုနပြောသလိုပဲ software support ကောင်းကောင်းရတာဖြစ်တဲ့အတွက်ကြောင့်မလို့ Ultra setting ပွင့်မယ်နောက်တစ်လုံးကကျတော့ဒီ SoC ပဲသုံးထားပြီမယ် Ultra setting မပွင့်တာမျိုးတွေလည်းဖြစ်နေနိုင်တယ်ဒီလိုမျိုး Ultra setting ကသုံးနေရင်းနဲ့မှာအချိန်တစ်ခုဆောင်ပြီးမှပွင့်လာတာဖြစ်တဲ့အတွက် reviewer တွေကလည်းပြောဖို့ခက်တယ်ဘာလို့လဲဆိုတော့ review လုပ်တယ်ဆိုတဲ့အချိန်မှာကဖုန်းအသစ်ဒါထွက်ချင်းမှာ review လုပ်တာဖြစ်တဲ့အတွက်ထွက်ချင်းမှာ Ultra setting မပွင့်ဘူးစမ်းသပ်လို့မလွယ်ဘူးဒါပေမဲ့တစ်လနှစ်လသုံးလနေမှာ Ultra setting ပွင့်လာတာမျိုးကြုံရတတ်တာဖြစ်တဲ့အတွက် reviewer တွေကဒါတွေကိုတစ်ခါတလေမှာခြံပြီးတော့ပြောလို့ရှိတာတွေလည်းရှိတယ်ဒါကတော့ Mobile Legends မှာဘာလို့ Ultra setting ပွင့်တယ်မပွင့်ဘူးဆိုတာကိုအကြမ်းရှင်းပြသွားတာဖြစ်ပါတယ်ဒါပေမဲ့ဒီညမှာစကားချက်အနေနဲ့ပြောစရာရှိတာက Snapdragon ရဲ့ 8 Elite လိုမျိုးလုံးဝကြံပြီးဆိုတဲ့ SoC သုံးထားတဲ့ဖုန်းဆိုရင်တော့ software support ကောင်းကောင်းမကောင်းကောင်းအချိန်အနှေးနဲ့အမြန်ကတော့ Ultra setting ပွင့်လာဖို့တော့များတယ်ကိုကဒါနည်းနည်းလေးသူများထက်ပိုဆောင်ရတာပဲရှိကောင်းရှိလိမ့်မယ်ပေါ့လေဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအောက်က comment ထဲမှာလည်းဒါနဲ့ပတ်သက်ပြီးတော့ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ